တခါတော့ကမောင်ဘိုးဆိုတဲ့လူငယ်လေးတစ်ယောက်ရှိတဲ့သူဟာနေ့စဉ်လဲထုံသွားရင်းနဲ့လေတော်နားမှာရှိတဲ့တောအုပ်ထဲကကြားတစ်ကောင်နဲ့မိတ်ဆွေဖြစ်ခဲ့တဲ့တနေ့တော့ကြားကိုက်မောင်ဘိုရီမင်းတို့ရွာကိုငါတစ်ခါလောက်လိုက်လေခြင်းနဲ့ကွာလို့ပြောသားတဲ့ဘူကကြားဟာရွာထဲမှာရှိတဲ့နွားတွေကိုဝင်ဆွဲတက်တာတီးတော့အေးပါကွာနောက်တော့ခေါ်ပါမယ်ဆိုပြီးလက်သိမ့်လိုက်တဲ့မင်းတို့ရွာကိုငါတစ်ခါလောက်လိုက်လေခြင်းနဲ့ကွာအေးပါကွာနောက်တော့ခေါ်ပါမယ်အဲ့ဒီညမှာပဲကြားဟာရွာထဲကိုဝင်ပြီးနွားတစ်ကောင်ကိုဝင်ဆွဲသွားတဲ့ရွာသားတွေကကြားကိုထောင်ဖမ်းမှုကြားလာရလမ်းမှာထောင်ချောက်ဆင်ထားလိုက်ကြတယ်ဒါကိုမောင်ပူကတိတော့ကြားကိုဒီညရွာထဲကိုမလာဘူးတတိပေးလိုက်တဲ့ဒါပေမဲ့ကြားကမောင်ပူစကားကိုနားမထောင်ပဲရွာထဲကိုဝင်လာတော့ထောင်ချောက်မှာမိသွားတော့တာပေါ့တငယ်ချင်းဖြစ်တဲ့မောင်ပူဟာကြားကိုမြင်တော့တနာပြီးရွာသားတွေမသိအောင်ထောင်ချောက်ကနေလွတ်ပေးလိုက်တဲ့ဒီလိုဖြစ်မှာစိုးလို့ငါမင်းကိုခေါ်မလာတာလေကွာဒီထဲမှာဘလောက်ကြာနေပြီလဲကဲရွာသားတွေမသိခင်ငါမင်းကိုလွှတ်ပေးပါမယ်ကျေးဇူးကမ်းတဲ့ကြားဟာထောင်ချောက်ကလွတ်လွတ်ချင်းပဲခုတော့မင်းကငါအစာဖြစ်သွားပြီးမင်းကိုစားတော့မယ်လို့ပြောလိုက်တော့မောင်ပူကဒီလိုမလုပ်ပါနဲ့ငါကမင်းကိုကယ်ခဲ့တာလေကျေးဇူးရှင်ကိုမင်းမပြစ်မတင်ဘူးလို့ပြောလိုက်တဲ့မစားရတာကြားပြီးမောင်ပူခုတော့မင်းကငါအစာဖြစ်သွားပြီမင်းကိုငါစားလို့နဲ့မြင်းရင်ခုံရင်ဘသူမှန်နဲ့မားတယ်ဆိုတာဆုံးဖြတ်ပေးနိုင်မဲ့သူကိုရှာကြမယ်ဆိုပြီးထွက်လာခဲ့ကြတဲ့ပထမဦးဆုံးနွားကောင်းရုပ်ကိုတွေ့တော့သူကငါတခင်ကငါ့ကိုနှစ်ပေါင်းများစွာခိုင်းခဲ့တယ်ငါအလုံးမလုံးနိုင်တော့သူတို့ကငါ့ကိုတတ်စားကြတယ်ဒါကြောင့်လူဖြစ်တဲ့မောင်ပူကိုစားတင်လို့ဆုံးဖြတ်ချက်ချတယ်ငါတခင်ကငါ့ကိုနှစ်ပေါင်းများစွာခိုင်းတယ်ငါအလုံးမလုံးနိုင်တော့တတ်စားကြတယ်ဒါကြောင့်လူဖြစ်တဲ့မောင်ပူကိုစားတင်တယ်မောင်ပူကကြားကိုငါကတော့မင်းအသက်ကိုကယ်ခဲတာပါကွာငါ့ကိုမစားသင့်ပါဘူးတခြားတစ်ယောက်ကိုဆုံးဖြတ်ခိုင်းကြည့်ပါကွာလို့တောင်းပန်ပြီးညောင်မင်းကြီးတပင်စီကိုတွားခဲ့ကြတဲ့ညောင်မင်းကြီးကလည်းလူတွေကငါအရေးကိုခိုးလုံယုံမကငါအကိုင်းတွေကိုလည်းချိုးယူကြတယ်ဒါကြောင့်မောင်ပူကိုစားသင့်တယ်လို့ဆုံးဖြတ်လိုက်ပြန်တဲ့လူတွေကငါအရေးကိုခိုးလုံယုံမကငါအကိုင်းတွေကိုလည်းချိုးယူကြတယ်ဒါကြောင့်မောင်ပူကိုစားသင့်တယ်ဒီအခါမောင်ပူကငါ့ကိုနောက်ဆုံးအခွင့်အရေးပေးပါကွာလို့ပြောပြီးနောက်ဆုံးတွေ့တဲ့ယုံပညာရှိစီမှာအဆုံးအဖြတ်ခံယူကြတာပေါ့ယုံပညာရှိကြီးရဲ့ကျွန်တော်ကိုကယ်ပါဦးကဲဒီအဖြစ်အပျက်ကိုအဆုံးအဖြတ်ပေးနိုင်ဖို့ထောင်ချောက်မိခဲ့တဲ့နေရာကိုတွားကြမယ်လာကြယုံပညာရှိကပြောတဲ့စကားတွေကိုနားထောင်ပြီးဒီအဖြစ်အပျက်ကိုအဆုံးအဖြတ်ပေးနိုင်ဖို့ထောင်ချောက်မိခဲ့တဲ့နေရာကိုတွားကြမယ်လာချက်ဆိုပြီးမောင်ပူနဲ့ကြားကိုလက်တွေ့ပြခိုင်းလိုက်တဲ့ဒီအခါကြားကထောင်ချောက်ထဲကိုဝင်ပြပြီးမောင်ပူကထောင်ချောက်အပြင်ဘက်မှာနေပြလိုက်တဲ့ယုံပညာရှိကမောင်ပူကိုထောင်ချောက်အမြန်ပိတ်ခိုင်းပြီးပူနေမြဲကြားနေမြဲနေစေလို့အဆုံးဖြတ်ပေးလိုက်တဲ့မောင်ပူထောင်ချောက်ကိုအမြန်ပိတ်လိုက်တော့နေမြဲကြားနေမြဲနေစေဗျာမင်းတို့ရဲ့မူလအခြေအနေအတိုင်းပြန်ရောက်ပြီကိစ္စပြီးပြီပေါ့ဒီလိုနဲ့ပူနေမြဲကြားနေမြဲဆိုတဲ့စကားပုံပေါ်ပေါက်လာခဲ့တဲ့ကွယ်